Hello hello အားလုံးပဲအိတ်နေကြရလားအိတ်ကြတဲ့နေအောင်နော်နားအမပိုက်စားလို့ဆိုပြီးညာကြီးခေါက်စိတ်ကြီးထားစားတဲ့ဗီဒီယိုကိုကြည့်ပြအောင်နော်အတန်လေးကိုတော့တီးခတ်ပြီးတော့နားထောင်ပေးပါနော်ဒါကတော့ကျမတို့ကနေကြရပဲဖြစ်ပါတယ်ခေါက်စိတ်ကတော့မီးရလာပါတယ်ဒါပေမဲ့တော့နောက်ပြုတ်ချင်လို့ဆိုယူနီနဲ့ပဲထိပြုတ်ထားလိုက်တာပါကဲပြီးတော့ကျမတို့တကယ်ဆိုဆွဲကြီးကလေးကကျမတို့ရိုက်မယ်ရိုက်တင်နေပေါ့နော်ဒါပေမဲ့ကျမတို့ကဆွမ်းနာတော့ကပေါ့နော်ဟောပေါ့ဗိုင်းဟောလေးရီနီရတယ်ပေါ့နော်ရီနီရလို့ဆိုပြီးတော့ကျမတို့ကရိုက်မယ်ဆိုပြီးပြလိုက်တဲ့ကင်မရာရှိလက်ရောက်ရောလုံးနေတည်ငိမ်သွားပါတယ်ဘာလို့လဲတော့မသိဘူးပေါ့နော်ကင်မရာရှိရောလည်းတည်ငိမ်သွားပါတယ်ဒါတော့ကျမမှာစားထည့်တာပါစဖိုးမူးမကြီးပေါ့နော်ဒါတော့ကျမကတော့ဒီမှာပါဇွန်းအသေးကပောက်မှာအကြီးဆုံးဇွန်းနေအသေးဆုံးဇွန်းနေရှောက်ပြီးပြောနေပါတယ်ကျမမှာစဖိုးမူးမကြီးမှွေးနေပါပြီမြည်ကြည့်ပါတယ်စဖိုးမူးကတော့ကျမတို့ဘာပြောနေလဲမသိဘူးဘေးနားနေလိုက်ပြီးရှုပ်နေရပေါ့နော်ခောက်ဆွဲရတော့ပါပြီနည်းနည်းတော့မာသေးရထင်တယ်ပေါ့နော်ဆိုတော့ခောက်ဆွဲပြုတ်လေးရတော့ရတော့ပါပြီနည်းနည်းလေးအေးတောင်လို့ရက်ခတ်ပေးလိုက်တယ်ရက်ခတ်ပြီးတော့သူမြည်ကြည့်တယ်โอเคတယ်ပေါ့နော်โอเคတယ်အဆင်ပြေတယ်ဆိုတော့ရက်ဆက်ခတ်ပါတယ်ပြီးတော့ကျမကိုကျွေးပါတယ်ဒါပေမဲ့ကျမမစားပါဘူးကျမအမတယောက်ထပ်ရောက်ပြီးထပ်ပြီးရောက်လာပါတယ်သူကပြန်လဲသွားပြီပေါ့နော်သူကထုံးမလို့ပြောလို့ပါဆက်လာပါပြီးတော့ကျတော့သူစားပါတယ်ကျမတော့ကုန်းလုံးလိုက်ပြီးဆေးပုံတွေလိုက်ထည့်နေပါတယ်ချင်းလိုက်ထည့်တယ်ပေါ့နော်ကျမချင်းပုံမပါပိုင်းပြီးရပဲကျမမကတယ်ကျမလည်းကတယ်ကျမအမတယောက်ကစားတယ်ကျမကိုကျွေးတယ်သူကတော့စားတလိုင်းပေါ့နော်အားနဲ့စားပဲစားတယ်စားတလိုင်းမှာโอเคဆိုကျမလည်းအယူကထားလို့မပြီးသေးဘူးပေါ့နော်ကပောက်မှာအကြီးဆုံးနဲ့အသေးဆုံးနဲ့ပြောနေပါတယ်ညာကြီးဆိုတော့ရုပ်ကိုတော့တီးခတ်မိကြည့်ပြီပေါ့နော်ညာကြီးဆိုတော့အသားလည်းမဲတူးနေပါပြီပြောကျမအမစားလို့ပြီးရောပါမယ်တော့ရက်တိခတ်နေပါတယ်ကျမတို့ကတော့အယူတွေပေါ့နော်ဒါတော့ကျမလက်ကြီးကတော့ကျမရဲ့ယောက်ျားလက်ကြီးနဲ့တူတဲ့မိန်းမလက်ကြီးထွက်လာပါတယ်โอเคပြီးတော့ကျမတို့အမတယောက်ထပ်ရောက်လာပါတယ်သူကတော့လာလိုက်သွားလိုက်နေပေါ့နော်ဒီဗီဒီယိုကြည့်ပြီးသူ့ကိုကြည့်ပြီးပြန်ပြီးတော့ပဲရည်နေရတယ်ပေါ့နော်โอเคဆိုတော့ရှင်တို့ရေးတိုက်ပါတယ်ညာရေးစားနေမှဆိုလို့ပါတောက်ကြနော်အဲ့တော့ကျမမပြန်တော့ဆေးပါတယ်ပြီးတော့ပြန်လာပါတယ်ပြန်လာပြီးတော့ကျမတို့ရေးတောက်ပါတယ်ဟေးတောက်ပြီးတော့ကျမတို့အပေါ်တက်ဖို့လုပ်ပါမယ်โอเค let's go ပေါ်တက်ကြရအောင်တူမယ်โอเคခေါ်တော့အပေါ်ကိုရောက်သွားပြီပဲဒါကတော့ကျမရဲ့အိတ်ကြီးရဲ့မောင်လေးပဲဖြစ်ပါတယ်โอเคဆိုတော့ပြီးတော့ကျမတို့ချနှောင်းထောင်ပါမယ်မလေးကျမတို့မြန်ဆန်နေအောင်ရစ်ထားတာပေါ့နော်စက္ကန့်နေကြာကုန်မှဆိုလို့ပါဒါတော့မှဗီဒီယိုက4မိနစ်ကျော်ပါသေးတယ်ဒါတော့ကျမတို့ရဲ့စပင်းရက်ဆိုင်ဆရာမပုံလှောင်းနေရပဲဖြစ်ပါတယ်အားလုံးပဲပပိုင်မှာကောင်းသောညလေးဖြစ်ပါစေရှင်အားလုံးပဲတတာ